Hello မင်္ဂလာပါကဏ္ဍကောင်းကောင်းပါကျွန်တော်တို့ကုန်ကားတစ်စီးဝယ်ပြီးဆိုရင်ဘာလို့ရမထင်တယ်ကားကိုကိုယ့်ရင်ရှိရောက်တာတဲ့အင်ဂျင်ဝိုင်းလဲရမယ်ဘရိတ်လောက်ရမယ်ဆိုရတဲ့ပထမဆုံးလောက်ရမယ်အရာကဒီဇယ်ဖက်တာလဲရမှာပါအရင်အုံနာလက်ထက်မှာဘလောက်ခိုင်းတာလဲဘလောက်စီမတတ်တာတွေထည့်ခဲ့တယ်ဘလောက်မုံတွေအမွားတွေဝင်နေတယ်ကျွန်တော်တို့မသိနိုင်ပါဘူးပြီးရစီတိုင်ကြီးရဲ့သဘောတရား3လ6လဝန်းကျင်လောက်ဆိုရင်ရေတီးတတ်တယ်ဗျကျွန်တော်ရင်းငွေရိုက်ပြီးတော့စီတိုင်ကြီးထဲမှာအလိုလိုနင်းဘယ်သူမှရေမထည့်ဘဲနဲ့စီတိုင်ကြီးထဲမှာရေပါတတ်တယ်အဲဒါကြောင့်ဒီဇယ်ဖက်တာကားတစ်စီးအတွက်မရှိမဖြစ်အရန်ရေးပါတယ်ဟာအင်ဂျင်ဝိုင်းမလဲလို့အင်ဂျင်ပျက်စီးသွားတဲ့အင်ဂျင်မျိုးချားတယ်ဗျကြားခဲတယ်ဒီဇယ်ဖက်တာမလဲလို့ဒီဇယ်မတန့်လို့ပြတ်သွားတဲ့30ကျော်တဲ့နော်ဆယ်တွေပြတ်သွားတဲ့4151 25သိန်းနဲ့ပတ်နေအလုံးကြီးမရေနိုင်တော့ကျွန်တော်တို့လည်းအဲ့ဒါတွေရောင်းလို့ချမ်းလဲချမ်းသာတော့မယ်အဲ့လိုအပူစာတွေနဲ့ကျွန်တော်တို့ချမ်းလဲမချမ်းသာကြတော့ဘူးအဲ့ကြတော့ကိုယ့်အိမ်ရှိကိုကားတစ်စီးရောက်ပြီဆိုတာနဲ့ပထမဆုံးလောက်ရမယ်အလုပ်ကအင်ဂျင်ဝိုင်းလဲရမှာမဟုတ်ပါဘူးဒီဇယ်ဖက်တာလဲရမှာပါခမည်းတော်ခမည်းလာမင်းတရားပဲဝဲကိုလိုက်မျိုးမင်းစီရပဲဝဲကိုဘက်ဘက်စီရပဲဝဲကိုတောင်ပေါ်သားစီရပဲဝဲကိုအွန်လိုင်းဝင်းစီရပဲဝဲပြီးတော့ကားသိန်းကားသိန်း2000နဲ့မဝဲသိန်း200နဲ့300နဲ့ကားအစုပ်ပဲဝဲအိမ်ရှိကိုရောက်တာနဲ့ပထမဆုံးလောက်ရမယ်အလုပ်ကဒီဇယ်ဖက်တာလဲရမယ်ဒီဇယ်ဖက်တာလဲတာထက်ပိုလောက်နိုင်တဲ့လူတွေကဘာလို့ရမလဲဆိုတော့စီတိုင်ကြီးကိုကျင်းရမယ်လှည့်ရမယ်စီတိုင်ကြီးခပတ်တွေဖြုတ်เสียရမလို့လွယ်ကူဆုံးနီးအောက်မှာချက်နဲ့ရှိရချက်နဲ့ကိုဖောက်ချလိုက်စီတွေအများကြီးမရှိရင်တော့ပိုကောင်းတာပေါ့နော်စီနည်းနည်းလေးရှိနေစီဖောက်ချလိုက်အဲ့မှာရေတွေရောအမုံတွေရောအကုန်ပါလာလိမ့်မယ်နောက်တစ်ခေါက်စီအစ်စ်ပြန်ထည့် IC ကိုမသုံးတော့နဲ့ IC ကိုထော်လာကြီးသမားကိုရောင်းလိုက်တော့နောက်တစ်ခေါက်ထပ်တယ်နောက်တစ်ခေါက်ထပ်တယ်အနည်းဆုံး2ခေါက်3ခေါက်လောက်စီတိုင်ကြီးကိုစေးနိုင်ကျင်းနိုင်လေပိုကောင်းတယ်ပြီးရင်ဒီဇယ်ဖက်တာလဲပါများသောအားဖြင့်ဒီဇယ်ဖက်တာလေးအင်ဂျင်ဝိုင်းဒီဆိုတော့ကီလို9000 8000 1000လို့လဲကြတယ်တချို့ကလည်းအော်ဒါတစ်ခေါက်2ခေါက်ပြီးရင်လဲကြတာမျိုးရှိတယ်ကားကိုလက်ထဲကကားအစ်စ်ကိုအိမ်ရှိမှာကားအစ်စ်ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ကစီတိုင်ကြီးဖောက်ချမယ်ပြီးရင်ဒီဇယ်ဖက်တာလဲမယ်ပြီးရင်2ပတ်3ပတ်လောက်နေရတယ်ဒီဇယ်ဖက်တာနောက်တစ်ခေါက်ထပ်လဲလိုက်တော့အဲ့ဒါလုံးဝကိုအတန့်ရှင်းဆုံးပဲเนาะပထမဆုံးတစ်ချိန်ဒီဇယ်ဖက်တာကိုတစ်ခေါက်ကိုမြန်ဦးဆုံးလဲပြီးရဲ့နောက်ပိုင်းမှာနောက်တစ်လနေမှလဲ2လနေမှလဲပုံမှန်လေးကိုယ့်အကိုလဲသွားဘာလို့လဲဆိုတော့50နော်ဇယ်လေးလုံး30ကျော်သွားပြီ51ပန့်တစ်လုံးကို25သိန်းကျော်သွားပြီကျွန်တော်တို့ကအင်ဂျင်ဝိုင်းမလဲလို့အင်ဂျင်ဖမ်းသွားတယ်ဆိုတဲ့ကားအင်ဂျင်ကျသွားတယ်ဆိုတဲ့ကားရှားတယ်ဒီဇယ်မတန့်လို့စီမတန့်လို့ဒီဇယ်လေးရေပါလို့အင်ဂျင်ဝိုင်းဖက်တာမလဲလို့ပြတ်သွားတဲ့နော်ဇယ်တွေပြတ်သွားတဲ့ပန့်ပေါင်းတွေမရေနိုင်တော့အဲကြတော့ဖြစ်နိုင်ရင်အင်ဂျင်ဝိုင်းထက်ဒီဇယ်ကိုပို့ပြီးတော့ queue site တက်တယ်ကိုယ့်အိမ်ရှိကိုကားရောက်ပြီဆိုတာနဲ့ဒီဇယ်ဖက်တာလဲပါစီတိုင်ကြီးလဲပါနောက်စီတိုင်ကြီးဆိုတဲ့အမျိုးကလူတွေကမိနေ